တင်တကယ်ပဲပြင်းနေရလားဒါမှမဟုတ်တင်းရဲ့စိတ်ကအနားယူဖို့တောင်းဆိုနေရလားလောအမေရာတွေကိုကြည်ရင်ဘာမှမလုပ်ချင်တော့တဲ့နေ့တွေရှိဘူးလားလှုပ်ရှားတွေတည်နေတယ်အရေးကြီးမှလည်းတည်နေတယ်ဒါပေမဲ့စဖို့အားမရှိဘူးအဲ့ဒီအချိန်မှာကျွန်တော်တို့အများစုကငါပြင်းနေပြီလို့ကိုဖြစ်တင်တတ်ကြတယ်ဒါပေမဲ့တကယ်ရောအဲ့ဒါပြင်းတာဟုတ်ရဲ့လားပြင်းတာနဲ့ဘန်းတော့ကစင်တူတူလို့ထင်ရပေမဲ့မတူပါဘူးပြင်းတဲ့လူကအလုံးမလုံးချင်ပေမဲ့တခြားပြောစရာတွေလုပ်ဖို့တော့အားရှိနေတတ်တယ်ဒါပေမဲ့ဘန်းတော့ဖြစ်နေတဲ့လူကတော့လုံလည်းမလုံးချင်ဘူးအနားယူတာတော့မပျော်တော့ဘူးတိတ်ဆိတ်မှုတွေဟာလည်းတတုံးတတမရှိတော့ဘူးဝါသနာပါတဲ့ຢာတွေကိုတော့စိတ်ဝင်စားတော့ဘူးသူတို့ရဲ့ပြဿနာကစိတ်ထဲမရှိတာမဟုတ်ဘူးစွမ်းရည်နေကုန်သွားတာပါဖုန်းဘက်ထရီ 2% ပဲကျန်တော့တယ်လို့ပေါ့ app ကောင်းတစ်ခုထပ်ထည့်လိုက်လေဘက်ထရီပြန်တက်မလာဘူး charge သွင်းဖို့ပဲလိုတယ်ဒီနေရာမှာနောက်ထပ်နားလည်သင့်တာတစ်ခုရှိသေးတယ်ကျွန်တော်တို့က motivation ကိုအရန်အားကိုးလွန်တယ်ဗီဒီယိုတစ်ခုကြည့်လိုက်ရင်မနေ့ပြန်စပြီးဘွားကြီးကိုပြောင်းလဲတော့မယ်ဆိုပြီးစိတ်အားတက်သွားတယ်ဒါပေမဲ့ရက်နေငယ်ကြာသွားတဲ့အခါအဲ့ဒီစိတ်ခံစားချက်တွေကပျောက်သွားပြန်တယ်ဘာလို့လဲဆိုတော့ motivation ကခံစားချက်တစ်ခုဖြစ်လို့ပါ dopamine လို့ခေါ်တဲ့အုံနောက်ရဲ့လိုချင်စိတ်ကိုဖြစ်စေတဲ့စနစ်ကကျွန်တော်တို့ကိုစိတ်လှုပ်ရှားစေတယ်ဒါပေမဲ့အဲ့ဒီစိတ်လှုပ်ရှားမှုကအမြဲမရှိနိုင်ဘူးဒါကြောင့် motivation ပျောက်သွားတာကမင်းအားနေလို့မဟုတ်ဘူးမင်းပြေးလို့လည်းမဟုတ်ဘူးလူတိုင်းကြုံရတတ်တဲ့သဘာဝတရားတစ်ခုပဲဒါဆိုဘာလို့ရမလဲအရင်ဆုံးကိုပြစ်မတင်ပါနဲ့မင်းပြင်းနေတာမဟုတ်ပဲပင်ပန်းနေတာဖြစ်နိုင်တယ်ဒုတိယအနေနဲ့ဘဝတစ်ခုလုံးကိုတနေ့တည်းပြောင်းဖို့မကြိုးစားပါနဲ့အလုပ်တစ်ခုကို9မိနစ်စာပဲစကြည့်ပါစာတစ်မျက်နှာပဲဖတ်ကြည့်ပါ text တစ်ခုတည်းပဲပြီးအောင်လုပ်ကြည့်ပါတခါတလေကျွန်တော်တို့လိုအပ်နေတာကပိုကြိုးစားဖို့မဟုတ်ဘူးစတင်ဖို့တတိလေးတစ်ခုပဲလိုတာပါမင်းပြင်းနေတာမဟုတ်ပါဘူးမင်း motivation ပျောက်သွားတာလည်းမဟုတ်ပါဘူးမင်းစိတ်ကခဏလောက်နားယူချင်နေတာဖြစ်နိုင်တယ်ဒါကြောင့်ဒီနေ့ကိုဖြစ်မတင်ပါနဲ့နည်းနည်းလေးနားလိုက်ပါပြီးရင်နည်းနည်းလေးပြန်စားလိုက်ပါရေးကြည့်တာကဘလောက်မြင်မြန်သွားနေလဲဆိုတာမဟုတ်ဘူးရက်မနေကိုပဲလိုတာပါနေရင်လည်းရတယ်ဒါပေမဲ့ရှေ့ကိုတော့ဆက်ရွေးနေပါအဲ့ဒါနဲ့ပဲလုံလောက်ပါတယ်